안녕하세요 여러분. 저는 두수리 한국어 학당의 우서생이라고 합니다. 오늘은 제가 여러분들에게 속담에 대해서 알려주려고 합니다. 그러면 시작해 볼까요? 디는 말을 저너가 코리아 사카봉 하묘리고 뼈뼈비도 맙시바래. 다소인 사자면은 브라마동 사카봉 리가로 고생 끝에 낙이 온다. 다가 별로 진이만 동네에서 발라페 고롱이래 로리가 크케니 바지 쭈쭈다다 롱에서인 나우바이마 아우미네 야다리 야라마바 소리 어디벨리 피바래. 여러분은 레베 발라페 크케니 바지 대칭칭노 아우미만 피바래. 오케이노? 아서 나 사카봉리 듣고 니네가로 자로 누워서 떠먹기. 자, 다 별로 진이만 동네 고이 롱이래 로리가 아양고 로이래 진이마 디로묘 사카봉리고 동마래. 오케이 나도고 자, 나도 가로 자, 어디 그림의 다 별로 레소이 자로 발라페 꼬의 세이테마 닌딴 네 바지 유상 သွားလို့မရဘူးเนาะဘယ်လိုပြောမလဲမြန်မာစကားပုံနဲ့ဆိုရင်ဗာလေကောင်းငင်ပေါ်ကလာဘူးเนาะလှမ်းယူလို့လည်းမရဘူးလှမ်းခုလို့လည်းမရဘူးပေါ့เนาะโอเคเนาะအဲ့ဆိုရင်နောက်တစ်ခုကတော့ဆရာတို့ဗာလဲဆိုရင်ပြုံးကျူကိုရချွန်းတာဒါဘယ်လိုရှင်ဒီမှာသုံးလဲဆိုရင်အနာပေးလိုက်ဆေးပေးလိုက်ပေါ့เนาะကိုအနာလဲပေးလိုက်ဆေးလေးလေးပေးလိုက်အဲ့လိုမျိုးအချင်းဒီမှာသုံးနေပေါ့เนาะခုရောတော်ဘုန်းတို့စီမှာရောအနာပေးလိုက်ဆေးပေးလိုက်လူရှိလာပေါ့เนาะရှိမယ်ဆိုရင်အောက်က comment ထဲမှာဝင်မှန်းပေးခဲ့ပါဦးเนาะโอเคအဲ့ပြီးတော့နောက်ဆုံးတစ်ခုကတော့ဆရာတို့ဗာလဲဆိုရင်စီကန်းနေရအချင်းကြတာနဲ့မြစီးတစ်ခွက်ပဲပေါ့เนาะအဲ့လိုမျိုးသုံးလို့ရဘလောက်ပဲပင်ပန်းနေပါစေဘလောက်ပဲဝမ်းနည်းနေပါစေအချင်းကြလာရင်တော့တဘာဝကြနဲ့မိနိုင်သွားမှာပေါ့เนาะโอเคเนาะအဲ့ဒါကျွန်တော်ဒီနေ့ပဲဒီလောက်ထိပဲပြောပြပေးသွားမှာဖြစ်ပါတယ်ကွက်ကကြီးဘွားကျူကျော်စောနော်မကန်စားမိတာတောင်ယုံဆိုင်ငယ်တူပွားယောအညော